မင်္ဂလာပါခင်ဗျာကျွန်တော်အခုပြသပေးမှာလေးကတော့ Driver software ထဲမှာ item ထည့်ပုံထည့်နည်းလေးဖြစ်ပါတယ် item ထည့်ဖို့အတွက်ဒီဘက်ကအချောင်းလေးတွေနေရာကိုနှိပ်လိုက်မယ်အဲ့ menu လေးကိုနှိပ်လိုက်လို့ရှိရင် item ဆိုတဲ့ထဲကိုရောက်သွားပါမယ် item ထဲမှာကြည့်မယ်ဆိုရင် item နဲ့ category ရှိပါတယ်ကျွန်တော်တို့ဆိုင်မှာရောင်းချမဲ့ပစ္စည်းတွေကိုယခုကဲ့သို့ category များခွဲထားလို့ရပါတယ်ခွဲချင်တဲ့ category လေးကိုအပေါင်းလေးနှိပ်ပြီးလို့ရှိရင်ခွဲချင်တဲ့ category name လေးကိုဒီမှာရိုက်ထည့်ပေးလိုက်မှာဖြစ်ပါတယ်ပြီးတဲ့အခါ save နှိပ်လို့ရပါတယ်အဲ့ဒါဆိုရင် category လေးတွေဒီနေရာမှာပေါ်နေမှာဖြစ်ပါတယ် item ထည့်ပုံထည့်နည်းလေးပြပေးပါမယ် item နေရာကိုသွားပါမယ်အပေါင်းလေးနှိပ်ပါမယ်ခင်ဗျအပေါင်းလေးနှိပ်ပြီးရင် item နေရာမှာကိုထည့်ခြင်းနဲ့ item name လေးထည့်ပါမယ်ပြီးရင်ကျွန်တော်တို့သတ်မှတ်ထားတဲ့ဘယ် category တွေကိုထည့်ခြင်းလဲပေါ့နော်အဲ့ဒါလေးကိုထည့်ပေးပါမယ်ဈေးနှုန်းလေးထည့်ပေးပါမယ်ခင်ဗျာပြီးတဲ့အခါကျွန်တော်တို့ကဒီအောက်မှာပုံထည့်ခြင်းဒီနေရာမှာပုံလေးထည့်ပြီး choose photo ရွေးလို့ရပါတယ် color တွေနဲ့သိမ်းခြင်းနဲ့ဆိုတော့ဒီမှာ color တွေ shape တွေနဲ့သိမ်းလို့ရပါတယ်ပြီးတဲ့တကယ်လို့ဒီမှာပေါ့နော်ဘာကုတ်ဆိုတဲ့အကွက်လေးမှာကိုကဘာကုတ် scanner နဲ့သုံးနေဆိုရင်အဲ့ဒီအကွက်လေးမှာယခုလိုကာစာချပြီးတော့ဘာကုတ် scanner လေးကိုတီးဆိုပြီးတော့ဖတ်လိုက်လို့ရှိရင်ဒီနေရာမှာကုတ်နံပါတ်လေးတွေ auto ဖြည့်သွင်းပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးပြီးသွားပြီဆိုရင် save လေးကိုနှိပ်ပေးပါမယ်ဘာကုတ် scanner မသုံးတဲ့လူကတော့အဲ့နေရာမှာမဖြည့်လို့လည်းရပါတယ်အားလုံးပြီးသွားတဲ့အခါ save လေးကိုနှိပ်ပါမယ်ခင်ဗျဒါဆိုရင်တော့ကိုထည့်လိုက်တဲ့ item လေးကဈေးရောက်မဲ့နေရာထဲမှာရောက်သွားပါပြီเนาะဒီ row on ဆိုတဲ့ item လေးကဒီ item လေးတွေဝင်သွားပါပြီเนาะဈေးရောက်လို့ရပါပြီခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ